မယ်ကြီးခဲ့တဲ့လူတစ်ယောက်ပါကျမတို့ရဲ့ဂီတအနုပညာမှာတွေမဟုတ်ပါဘူးရုပ်ရှင်လည်းရိုက်ပါတယ်အဲ့ဒါကိုရှုံမထားပါနဲ့ Okay အဲ့တော့ကျမအခုချိန်မှာကိုသားနိုင်အတွက်ကိုဒီပွဲလေးမှာအခုလိုလာရောက်ပြီးတော့ကျမတို့အနုပညာနဲ့အားပေးဂုဏ်ပြုခွင့်ရတဲ့အတွက်အရန်ဝမ်းသာပါတယ်ကိုသားနိုင်ဒီတဲ့အသက်တွေအများကြီးရှည်နေနိုင်ပါစေ မနေချင်ဘူးမနေ ကျမ်းမာအောင်နေစေချင်ပါတယ် Okay thank you so much Okay နောက်တော့နော် Okay ပါနေချင်တာပါသို့တော်လည်းမသိဘူးလေနော်ပြောလို့မမြင်မဟုတ်လေကျမကျုံလို့ပြောချင်ပါတယ်ဦးသားနိုင်ရဲ့ဘာကြီးကျမတို့အင်မတန်လေးစားတယ်ဘဘဦးဝမ်ကြီးဆိုလို့ရှိရင်93နှစ်တောင်ဖြစ်နေပါပြီအဲ့တော့ဟိုတလားတော့ကျမတို့မြန်မာ Music Award မှာသူ့ကိုLifetime Achievement Awards တို့ပြီးတော့ပေးခဲ့ပါတယ်အဲ့တော့ကိုသားနိုင်အောင်လည်းအဲ့ဒီအရွယ်အထိအဲ့လိုနေရာမှာတွေးကျင်ပါတယ် Okay Thank you ပါကျေးဇူးများတင်ပါတယ်ရှင်